ဥရောပဝင်ငွေထက်တန်းဆင်းမှုအလားအလာပိုများနေတဲ့ကိတ်ကြီးများအားလုံးပဲမင်္ဂလာပါမန်ချက်စတာယူနိုက်တက်တင်ဟာမူလရည်မှန်းချက်ဖြစ်တဲ့ချန်ပီယံလိဝင်ခွင့်ပြန်ရဖို့ထက်ဒီရာသီမှာချန်ပီယံရှစ်ကိုတန်းဆင်းမှုကပိုပြီးဖြစ်နိုင်ခြေများနေတယ်လို့ Opta Super Computer ကတွက်ချက်ပေးခဲ့ပါတယ်ကိတ်ကြီးကရုံရင်ကိုင်းနဲ့မန်စီးတီးကို3-9ပြတ်ရှုံးခဲ့ပါတယ်အခုဆိုအဆင့်ဆက်လေးမှာရပ်တည်နေရပါပြီအင်ဒီနာချင်းမန်စီးတီးကိုရှုံးခဲ့တဲ့ရှုံးပွဲဟာခါရာဘောင်းဖလားဒုတိယအဆင့်မှာစရုပ်ထာတန်ကလပ် Grimsby Town ကိုအံ့အားသင့်ွယ်ရှုံးနေခဲ့ပြီးနောက်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီးရာသီဖွင့်၄ပွဲကနေ၄မှတ်သာရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ Opta ရဲ့ Super Computer ကအသင်းရဲ့ရာသီပြီးဆုံးနိုင်တဲ့ခြေအနေတွေကိုတွက်ချက်ခဲ့ပြီးမန်ယူနိုက်တက်ဟာရာသီကုန်မှာဥရောပဝင်ခွင့်ထက်ချန်ပီယံရှစ်ကိုတန်းဆင်းမှုကပိုပြီးဖြစ်နိုင်ခြေများနေတယ်လို့အဖြေထုတ်ပေးခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်ဟာချန်ပီယံလိဝင်ခွင့်ပြန်ရဖို့အတွက်4.18%ရှိပြီးချန်ပီယံရှစ်ကိုတန်းဆင်းမှုကတော့10.95%နဲ့နှစ်ဆအထိရှိနေတာပဲဖြစ်ပါတယ်။ကေဂျီကိုဝိုင်းပြီးစနှုတ်ကြတဲ့16သင်းဖန်တွေအတွက်လည်းအခုဆိုရင်စနှုတ်ဖို့ဆိုတာတဲ့မန်ယူသင်းကိုဝိုင်းပြီးသနာနေကြပါပြီ။စူပါကွန်ပျူတာရဲ့တွက်ချက်မှုကိုလည်းမေးပြောက်ထားလို့တော့မရပါဘူး။နီးပြောက်ကိုသာမထုတ်ရင်မန်ယူဖန်တွေလည်းချန်ပီယံရှစ်မှာခုံလက်မှတ်တွေကိုကြိုးဝဲထားဖို့လိုအပ်နေတာပါလို့ပြောရတော့မှာပါပဲ။ online ပေါ်မှာဘောလုံးပွဲတွေစော်ကစားခြင်းနဲ့ညီကိုတို့အတွက်ယုံကြည်စိတ်ချရတဲ့အေဂျင့်ဝင်းပပအောင်ရှိပါတယ်။ iPad ခွန်ရှစ်ကို9-3လုံး mix မောင်း556တို့ကိုတနေရာထဲမှာစော်ကစားလို့ရပြီး bonus 10% ပေးရမို့ Viber နံပါတ်39926522နဲ့3338ကိုဆက်သွယ်နိုင်ပါတယ်